မင်္ဂလာပါ AKT Channel မှာကြိုဆိုပါရစေဖလီပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတွေဆက်လက်ရေးဆွဲတင်ဆက်လိုက်ပါတယ်ဖလီပါကလစ်နဲ့ပုံရေးဆွဲခြင်းသင်ခန်းစာများကိုရှေ့ကဗီဒီယိုတွေမှာဖော်ပြပြီးဖြစ်ပါတယ်အခုတော့ဖြောပြရေးအစီအစဉ်နဲ့ပဲဖလီပါကလစ်နဲ့ပုံရေးကိုရေးဆွဲတင်ဆက်လိုက်တာပါပကြီးရေးဆွဲနည်းတက်မဟုတ်ကြောင်းကိုလည်းရှင်းဥစွာတင်ပြလိုပါတယ်ရေးဆွဲတဲ့ပုံလေးကိုလက်စတတ်ပါမယ်ညီမြဲပြုခဲ့တဲ့မူရင်းပုံကိုလည်းရှင်တွဲပေါ်ပြလိုက်ပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ